ပေါ့ကျွန်တော်27စတာဖြစ်ပါတယ်ပေါ့နော်အခုဒီနေ့26ရက်နေ့မှာကျွန်တော် click screen ပေါ့နော်ပြီးအဲဒါကြောင့်ကျွန်တော်တို့ဘာတွေပါလာလဲဆိုကျွန်တော်တွက်ကြည့်မှာဖြစ်ပါတယ်ဒီမှာ click set လို့ဖြစ်ပါတော့ဒီမှာ click set လို့ပို့သေးရပါတယ်နော်ဒီမှာ click set ပါဒီမှာလဲနော် particle တစ်ချောင်းရမယ်ပေါ့နော်အချိန်နဲ့ဆိုလည်း particle တစ်ချောင်းရမယ်ဒီ40မှာလဲမယ်အချိန်40လဲမယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ဒီအချိန်80ထည့်မယ်ဆိုရင်ဒီဘောင်လေးရမယ်ပေါ့နော်ဒီ data frame ဘောင်လေးရမယ်ဒီအချိန်150လဲမယ်ဆိုတော့ဒီ particle အကြီးတစ်ချောင်းရမယ်အချိန်250လဲမယ်ဆိုတော့ဒီpoint တုံးကြီးပေါ့နော်ဒီတုံးတစ်တုံးရမယ်ပေါ့နော် UC 30ကြမယ်ဒီစက်ချင်းလဲမယ်ဆိုရင်တော့ UC 940ကြမယ်ပေါ့နော်ဒီစူးလက်ဆောင်များဝင်ကြည့်ပါနော်ဒီစူးလက်သားများထဲမှာဆိုတော့ဒီမှာအိပေါ့နော်အိရမိုက်ပါတယ်အိရှူးလက်ကဖြဲကြည့်ရပါတယ်တဲ့ဒီမှာရိုးဆောင်လိုက်တယ်နော်ဒီမိုးနဲ့ဖြစ်တော့နော်ဒီမိုးနဲ့ဖြစ်သွားမယ်ဒီပေါ်တော့ဒါလေးစီးစင်းတဲ့ဟာဒါ level ကျိုးလွယ်ဖြစ်ပါတယ်ကျိုးလွယ် level 1ခီးဖုန်လေးပါ level 3 level 2 level 3ပေါ့နော်မိုက်ပါမယ်နော်သူကမဆိုးပါဘူးတန်ပါတယ်ပေါ့နော်ဒါတော့ကြီးပေါ့နော်ဒါတနက်စကင်ပေါ့နော်ဒီအင်းရဲ့ဒီအထိုးရဲ့ဒီလေးစင်းရဟာရဲ့ဒီလွယ်အဲ့ရဲ့ဒီတနက်ရဲ့ပေါ့လို့ရှိဒီပေါ်တရာပိန်တစ်ခုရမယ်ပေါ့နော်ခဏနေရရှိနော်ခဏနေရှိပါဒါတော့မီပလင်းပေါ့နော်ဒီရဲ့ကိုကြည့်ရမယ်ဆိုရင်တော့မတန်တူရဲ့ FN ဆိုတဲ့အနေထားပေါ့နော် level 1 2ပေါ့နော်ဒီကပုံပေါ့နော်အငွေပြောင်းလိုက်တယ်နော် level 3 level 4ရဲ့အနေထားပေါ့နော်မှန်နော် level 5 level 6မှန်နော်ဒီထားမှန်နော်ဘုံရမှာဆန်းလို့ရမှာပေါ့နော်မတော်တဲ့ post ကိုမာရပေါ့နော်မာရနော်ပါတေတော့ပြန်လာတဲ့ဟာပေါ့နော်မာရနော်ဒါတော့ releasing script ပေါ့နော်ဒါတော့ review ပေါ့နော်ဒီကနှစ်ခု main ကလေးရောက်ကြလေးလဲလို့ရတာပေါ့ဒီအိမ်ညာပေါ့ဒါဟာပါတယ်ပေါ့နော်တော့မဖောင်းနိုင်ဘူးပေါ့နော်ပုံးနေထားပါတော့မယ်နော်အားလုံးစိတ်ကြည်ရမယ်ဖြစ်ပါတယ်ကျွန်တော်ဒီလောက်ပါပဲနောက်ကတူပါမယ်ဘိုင်ဘိုင်ပါ